Hello အားလုံးပဲမင်္ဂလာပါဒီနေ့Excel formula တွေကတစ်ခုဖြစ်တဲ့ function တွေကတစ်ခုဖြစ်တဲ့VLOOKUP ချိတ်နည်းလေးကိုလေ့ကျင့်ကြည့်ရမယ် VLOOKUP ဆိုတာကတော့တနေရာမှာရိုက်ထည့်ထားတဲ့အချက်လက်တွေကိုနောက်တစ်နေရာမှာရိုက်ချင်တယ်ဆိုလို့ရှိရင်ထပ်ပြီးတော့အချိန်ကုန်ခံပြီးမရိုက်တော့ဘူးမရိုက်ဘဲနဲ့အလိုလျောက်ပေါ်လာအောင်လို့Excel function လေးကိုထည့်ထားတယ်ဆိုလို့ရှိရင်သူကနေသူအလိုလျောက်ပေါ်လာတာပေါ့နော်ဥပမာဒီမှာဆိုကြည့်လိုက်ဒါကချက်တော့အကောင့်လို့ခေါ်တယ်အကောင့်တန့်တွေရဲ့အသက်သွေးကြောပေါ့အကောင့်တန့်လုပ်မယ်ဆိုလို့ရှိရင်ဒီချက်တော့အကောင့်လေးတွေကိုအရင်ဆုံးလုပ်ရတယ်လေအဲ့ဒါလေးတွေလုပ်ကြည့်ပြီးမှစာရင်းတွေသွင်းရတာအဆင်ပြေတာပေါ့အဲ့ဒါလေးတွေအရင်လုပ်ထားရတယ်ဒီမှာဆိုလို့ရှိရင် code number ရှိတယ် account head တွေရှိတယ်ချက်တော့ account ဆိုပြီးရှိတယ်ဒါဆိုတော့နောက်တစ်နေရာမှာဒီလို code number 1-1000 1-1001 အဲ့လိုလေးရိုက်ထည့်လိုက်တာနဲ့ဒီချက်တော့ account ဆိုတဲ့နေရာမှာ1-1001နဲ့သက်ဆိုင်တဲ့ဒီချက်တော့ account furniture ဒီအောက်မှာရှိတဲ့သူ့အသီးသီးရှိတဲ့အရာလေးတွေကဒီဘက်မှာအလိုလျောက်ပေါ်စေချင်တာဒါကြောင့်မို့လို့အဲ့လိုအလိုလျောက်ပေါ်စေခြင်းတဲ့အခါမျိုးမှာ VLOOKUP နဲ့ချိန်ပြီးတော့ Excel function သုံးမယ် Excel function VLOOKUP ဆိုတဲ့ Excel function ကိုသုံးပါဒါကြောင့်မလို့တို့ကအသုံးပြုကြည့်လိုက်မယ် VLOOKUP VLOOKUP လို့ပြောရင်သူ့ရဲ့ဓမ္မ formula ဘားလေးက lookup value ဆိုတာဘယ်ဟာကိုပြောသလဲတို့တွေအသုံးချခြင်းတဲ့ value lookup တို့ကြည့်ခြင်းတဲ့ value လေးပေါ့တို့ကြည့်ခြင်းတဲ့အကွက်ကလေးကဒီမှာရှိတယ်လေတို့ကဒီ 1-1001 တို့ 1-100100တို့ရိုက်ထည့်လိုက်ရင်အလိုလျောက်ပေါ်လာစေချင်တာဒါကြောင့်မလို့တို့ကြည့်မဲ့အကွက်ကဒီအကွက်ဒါကြောင့်မလို့သူ့ကိုတစ်ချက်ရွေးတယ်ကောမှာပြီးရင်table array ကဘယ်နားမှာလဲတဲ့တို့ဒီမှာပေါ်လာစေခြင်းတဲ့ information တွေဒီအဲ့ဒီဟာမူရင်းရှိတဲ့နေရာဇယားကွက်ကိုရွေးပေးရမှာအဲ့ဒီ table ကဘယ်နားမှာလဲဆိုတော့ဒီဇယားကွက်မှာရှိတဲ့အချက်လက်အကုန်လုံးကိုတို့ကဆက်လက်မှတ်ပေးရမှာလေတို့အချက်လက်တွေကဒီထဲမှာရှိတာကိုဒီဇယားကွက်ထဲမှာရှိတဲ့အချက်လက်ကိုပဲဒီမှာလာပြီးကြစေချင်တာဒီမှာလာပြီးပေါ်စေချင်တာဒါကြောင့်မို့လို့ကိုယ့်ရဲ့ table array လေးကိုတစ်ချက်မှတ်ပေးလိုက်တယ်ပြီးတဲ့အခါကျတော့ဒီမှာcolumn index number ဆိုတာအဲ့ဒီ column ရဲ့သက်ဆိုင်တဲ့ number ကိုတို့ကတက်ပေးရမှာဘယ်လိုတက်ပေးရမလဲဆိုတော့အဲ့ column ကကျတော့တို့ဘာတို့ number တက်ပေးရမှာဒီမှာကြည့်လိုက်ကိုယ့်ရဲ့ data အချက်လက်တွေရှိတဲ့ column ဒီပထမဦးဆုံး column 1 2 3တို့ကပေါ်စေချင်တာချက်တော့ account ဆိုတဲ့အကွက်ကစာသားကိုဒီမှာလာပေါ်စေချင်တာလေဒါကြောင့်မလို့သူ့ရဲ့သက်ဆိုင်တဲ့ number ကဘာဖြစ်သွားမလဲ3ဖြစ်သွားတယ်1 2 3ဒါကြောင့်မလို့ column index number ဒီ3ဖြစ်ပါတယ်3ကိုရိုက်ထည့်ပေးလိုက်မယ်ပြီးရင်ခေါ်မှာနောက်တစ်ခုကကျတော့နောက်ဆုံးမှာသူက true လား false လားတဲ့ true လား false လားဆိုတာ true ဆိုရင် approximate match အနီးစပ်ဆုံးပေါ်စေချင်တာလား false exact match တိတိကျကျပေါ်စေချင်တာလားတဲ့အနီးစပ်ဆုံးဆိုတာ तू ကဒီမှာ furniture လို့ပေါ်စေချင် furniture နဲ့တခြားကပ်ရေးထားတဲ့စလုံးတွေရှိရင် तू ကအနီးစပ်ဆုံးဖြစ်တဲ့အတွက်ကြောင့်အဲ့ဒါကြီးလည်း तू ကပေါ်ခြင်းပေါ်မှာသို့တော်လည်းတို့တွေက 1-1001 ရိုက်ထည့်တာနဲ့ furniture ပေါ်စေခြင်းနဲ့ 1-1002 ရိုက်ထည့်တာနဲ့ office equipment ပေါ်စေခြင်းနဲ့ဒါကြောင့်မလို့တို့ကအတိအကျပဲပေါ်စေလို့ false ကိုရွေးရမှာ false ကိုမရွေးချင်ရင် false ရဲ့သင်္ကေတက0ဖြစ်တဲ့အတွက်ကြောင့်0ကိုရွေးပြီးတော့ဝင်းပြန်ပိတ်လိုက်တယ်ဆိုလို့ရှိရင်သူ့ရဲ့ formula ကပြည့်စုံသွားပြီဒီမှာဘာကြောင့်မပေါ်လဲဆိုရင် 1-001 မှာချက်တော့အကောင့်နေရာမှာမရှိဘူးလေမရှိလို့သူမပေါ်တာ formula ကို copy paste လုပ်ကြည့်လိုက်ရင် 1-001 ဒီဘာတူလဲ furniture 1-002 ဒီ office equipment ဒီမှာသက်ဆိုင်ရာသူအဲ့လိုမျိုးလေးတွေပေါ်လာတယ်အဲ့လိုမျိုးအလိုလျောက်ပေါ်အောင်ချိတ်လိုက်တာက VLOOKUP ကိုသုံးတာပါဒါဆိုလို့ရင်ဒါ finance ကလူတွေအများဆုံးဒီဟာကိုသုံးကြတယ် finance မဟုတ်လဲဒီမှာ HR သမားတွေဆိုလို့ရှိရင်ဒါ finance ကလူတွေအသုံးများတာပေါ့နော်ဒါ finance ကလူတွေကလည်းဒီ chart account တွေဒီလို chart account တွေပဲဖြစ်ဖြစ်တချို့တခြား data တွေပဲဖြစ်ဖြစ်စာရင်းသွင်းခြင်းရင်အလိုလျောက်ပေါ်စေခြင်း VLOOKUP ကိုသုံးတယ်အဲ့လိုပဲ HR သမားတွေဆိုလို့ရှိရင်လည်းpayroll တွေတွက်တဲ့အခါမျိုးမှာသူတို့ရဲ့ employee record တွေကနေပြီးတော့ data တွေပြန်ကူးမထည့်ခြင်းနဲ့ဆိုလို့ပြန်ကူးမထည့်ခြင်းဘူးဆိုလို့ရှိရင် VLOOKUP ကိုပဲအသုံးပြုတာပါပဲဒီမှာဆိုကြည့်လိုက် employee ID number တွေရှိတယ်employee ရဲ့ name တွေရှိတယ် title တွေ position တွေရှိတယ်အဲ့ဒါကိုဒီမှာတို့တွေကမရိုက်ထည့်ခြင်းတော့ဘူးမရိုက်ဖဲနဲ့ထပ်ပြီးတော့မရိုက်ချင်တော့ဘူးတခြားရှိပြီးသား data တွေစီကနေပြီးတော့အလိုလျောက်ဒီမှာပေါ်စေခြင်းတယ်ဒါကြောင့်မလို့ဒီဘက်မှာရှိတဲ့တို့ရဲ့ file တစ် file ကနေပြီးတော့တို့ကအဲ့ဒီရဲ့
data အချက်လက်တွေကိုဒီဘက်မှာပေါ်စေချင်တာဒါကြောင့်မို့လို့ဒီမှာ VLOOKUP သုံးပြီးတော့ပဲတို့တွေ formula ထည့်မယ်အဲကြောင့်မို့ equal VLOOKUP VLOOKUP ဝင်စားတို့တွေကကြည့်မဲ့အကွက်ဒီတို့အသုံးပြုမဲ့အကွက်ကဒီအရှိမရှိတဲ့တကွက်ဒါကြောင့်မလို့သူ့ကိုရွှေ့တယ်ကော်မာကုတ်တယ် table array ကဘယ်နားမှာလဲစောစောကတို့ရဲ့တခြားရှိမှရှိတဲ့ဒီမှာဒီ data တွေကိုတို့ကပေါ်စေချင်တာလေဒါကြောင့်မို့ဒီ data အချက်လက်တွေအကုန်လုံးရှိတဲ့နေရာကိုဆက်လက်မှတ်ပေးလိုက်မယ်ဆက်လက်မှတ်ပေးပြီးတော့ဆက်လက်မှတ်ပေးပြီးသွားပြီဆိုလို့ရှင် table arrange ပြီးသွားတယ်ကဲပြီးရင်နောက်တစ်ခုလုပ်ပေးရမှာဘာလဲ column index number column index number ကတို့ဘာလို့တက်ပေးရမယ်လို့ပြောတယ်အခုဒီမှာဒီတစ်ခေါက်ပေါ်စေချင်တာကဘာလဲ first name ဆိုရဲ employee ရဲ့ name တွေပေါ်စေချင်တာ employee ID ကိုရိုက်လိုက်တာနဲ့ employee name တွေပေါ်စေချင်တာဖြစ်လို့ဒီ column လေးကိုပေါ်စေချင်တာဒါကြောင့်မလို့ဒီ column ဒီ number စဉ်ဘယ်လောက်မှရှိလဲ count လုပ်ကြည့်မယ်1 2ဒါကြောင့်မလို့ပေါ်စေချင်တဲ့ column index number ဒီ2ဖြစ်ပါတယ်ကောမာနောက်တစ်ခါအတိအကျပေါ်စေချင်တာအတိအကျပေါ်စေချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့တို့က false ကိုရိုက်ရင်မြိုက်ချင်0လို့ယူလိုက်ပါ enter တစ်ချက်ခောက်လိုက်ပါဒါဆိုလို့ရှိရင်သူနဲ့သက်ဆိုင်တဲ့ employee ID number 1ကိုရိုက်ထည့်လိုက်တာနဲ့သူ့ရဲ့ name လေးကြာလာလိမ့်မယ် copy paste လုပ်လိုက်မယ်နောက်တစ်ခါ title possession တွေလည်းအဲ့လိုပဲမရိုက်ချင်ဘူး VLOOKUP နဲ့ချိန်လိုက်တော့မယ် lookup value က ID နဲ့ပဲကြည့်မယ် ID နဲ့ကြည့်မှမလို့သူ့ကိုဆက်လက်မှတ်မယ် comma ကဲ table arrange ကလည်းအဲ့လိုပဲဒီမှာသူ့ရဲ့တို့ရဲ့ data တွေရှိတဲ့ကောင်ကိုဆက်လက်မှတ်ပေးလိုက်မယ်ပြီးရင် comma ကုတ်ပေးလိုက်မယ်ကဲဒီတစ်ခေါက်ကြာရင်တော့တို့လိုချင်တဲ့အချက်လက်ပေါ်စေခြင်းတဲ့ column ဒီ number စဉ်ဘယ်လောက်ဖြစ်သွားပြီလဲ1 2 3 title တွေ position တွေဒီ column 3မှာရှိတဲ့အတွက်ကြောင့်မလို့ number 3ကိုရိုက်ထည့်ပေးမယ်အတိအကျပေါ်စေခြင်းနဲ့ false ဝင်းပြန်ပိတ်မယ် enter တစ်ချက်ခောက်မယ်ကဲဒီမှာ employee ID number 1ရဲ့ title ဒီ managing director ဖြစ်လို့ဒီမှာ managing director ဆိုပြီးလာပေါ်ပေးတယ်တို့ရိုက်ပေးစရာမလိုတော့ဘူးဒီမှာကြည့် number 1ဆိုရင် name က Sally title position က managing director အဲ့လိုမျိုးသူနဲ့သက်ဆိုင်ရာအသေးသေးလေးတွေကိုဒီဘက်မှာအလိုလျောက်ကျစေခြင်းနဲ့ဆိုလို့ရှိရင် VLOOKUP နဲ့ချိန်ပြီးတော့အသုံးပြုပါတယ်ဒါဆိုဒီနေ့ VLOOKUP ချိန်တာလေးက2မျိုးလေးဖြစ်သွားတာပေါ့နော်နည်းနည်းရှုပ်နေမှာဆိုတော့တကယ်လဲလက်တွေ့မှာအသုံးဝင်တာများလို့လေသူ2မျိုးလေးနဲ့ပြပေးလိုက်တာအသုံးဝင်မယ်လို့ထင်ပါတယ်ပြန်လေ့ကျင့်ကြည့်ပါနော်ကျေးဇူးအများကြီးတင်ပါတယ်